ရုပ်ရည်လည်းမချောပါဘူးဗျာအသားရည်ကမင်းနဲ့ပါတစ်တော်တဲ့တော့ခံကြောကြီးကျွန်တော်ပါအဖက်ပေါင်းစုံသုံးပြီးစော်တာကြည်သူတိုင်းကကိုတရားမင်းသားကိုကြုံဖြိုးကြည့်တယ်ဗျာအပြင်မှာတွေ့တော့ဟာတိုင်ရီကြတာအသားရည်နေတာပြစ်တခုတည်းလားဗျာကိုချင်းမစာနာပြောနေလိုက်တာကျွန်တော်ကိုပေါ့ဗျာဘရာကျော်ရောင်းတဲ့ဥက္ကလာကြီးကသူ့ထဲဖြူတဲ့ဗျာမန်တော်ပြောလဲလက်မခံနိုင်ဘူးဗျာညိုကျော်လေးမုံစိတ်အားလည်းမငယ်ပါကိုပေါ်ဝေးရဲ့တချင်းတွေကလူပြန်ပြောလိုက်မယ်ညှို့သားမဲတဲ့လောက်ကြိုအသေးကဖြူနေ